ဒီနေ့ပြောပြမှာတော့ကျွန်တော်တို့ Pirina ရဲ့ဒီ airdrop ကောင်းနေပဲဖြစ်ပါတယ်ဒီမှာ wallet connect လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်မှာကြည့်လို့ရပါswap ရှိရတယ်ခင်ဗျာဒီမှာ swap ထဲသွားလိုက်ပါခင်ဗျာဒီ project ကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီတရက်5ချိန်သူ activity လုပ်လို့ရပါတယ်ဒီ sweater တို့ activity လုပ်လို့ရတယ်5ချိန်ထပ်ပို့လုပ်ရင်လည်းရပါတယ်5ချိန်အထိလုပ်တဲ့ဟာကိုသူက point ပေးပါတယ်ဒီ point ကနေ airdrop ပြန်ပေးမှဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီ swap မဲ့ဆိုရင်ပထမဆုံးကိုမှရှိတဲ့stable coin USDC အမျိုးသားတစ်ခုကိုထည့်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဆွတ်ပါမယ်ဥပမာဒီ USD star အနေ USDT ကိုဆွတ်မယ်ဆိုရင်ဒီမှာဆွတ်နေပါတရက်5ချိန်ဆွတ်ပါအဲဆိုရင်သူက point ရပါတယ်ဒီ point ကနေတစ်ချိန်မှာ error ပြန်ပေးချိန်မှာ error ရပါမယ်ခင်ဗျာဒီ project ကတော့သူက stable coin project ဖြစ်ပါတယ်သူ project နေမှာဒီ USD star ဆိုတဲ့ token ထွက်မှာဖြစ်ပါတယ်သူရဲ့ဒီ USD token ထွက်မဲ့ USD ကိုကျွန်တော်တို့က error ရမှာဖြစ်ပါတယ်ဒီမှာတစ်ချိန်ဆွဲပြီးဆိုရင်နောက်တစ်ချိန်ဆွဲရပါတယ်USD ကနေတခြားဒီမှာရှိတဲ့တခြားအမျိုးအစားတွေကိုဆွဲရပါတယ်ဒီမှာ P1 USD ကိုဆွဲလိုက်ရပါတယ်ဒီမှာ maximum ထားလိုက်မယ်ဆိုရင်5ချိန်အထိဆွဲပါဆိုရင်ဒီ5ချိန်အထိကဒီ point ရတဲ့ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာတခြား point ပြန်ဆွဲလို့ရပါသေးတယ်ဒီမှာ SUSDC USDT ကိုဆွဲလိုက်ရပါတယ် SUSD ကိုဆွဲမယ်ဆိုရင်ဒီမှာဆွဲနိုင်ပါဒီဒါကကျွန်တော်တို့ Solana network ပေါ်မှာကိုက stable ရှိတဲ့ဆိုရင်ကျွန်တော်တို့ဒါ airdrop ကောက်လို့ရပါတယ်ဒီ airdrop ကောက်ဖို့အတွက်ကတော့ဒီကတကယ် real percent တော့လိုပါတယ်ကိုကဆက်ရမှာဗာဆက်ရမှာလဲဆိုရင် gas fee 4ပဲဆက်ရမှာဖြစ်ပါတယ်ဒီ token တွေကချိန်မီကိုကြိုက်တဲ့ token ပြန်ပြောင်းလို့ရတယ်နေချင်းဆွဲပါပြီဒီမှာကကျွန်တော် USD နောက်ဆုံး USD ရပြီဆိုရင်ပူထဲမှာသွားလိမ့်မှာ USD star ကိုကိန်းထားလို့ရှိရင်လည်းသူက point ရမှာဖြစ်ပါတယ်ဒီမှာသူက USD က numerous ဒီ liquidity pool token ဖြစ်တယ်ခင်ဗျာဒီမှာဆိုရင်ဒီပူထဲထည့်မယ်ဆိုရင် USD USDT PY USD ရှိရင်ရပါတယ်အဲဆိုရင်ဒီပူထဲကိုထည့်မယ်ဆိုရင် click ထားလိုက်ပါပြီးလို့ရှိရင်အောက် set ဆင်းလို့ရှိရင်ကျွန်တော် deposit ရှိပါတယ် deposit မှာ USD ကိုထည့်လိုက်ပါပြီးရင် deposit ထည့်လို့ရပါတယ်ကိုကမဆွဲချင်ဘူးဆိုလည်းသူကဒီပူထဲမှာကျွန်တော်တို့ထည့်ထားလိုက်ပါဒါဆိုရင် point ရပါမယ်ပူထဲမှာသူကဒီ withdraw မလုပ်ဘဲနဲ့ကျွန်တော်တို့ရက်ကြကြထည့်လေးပို့ရမှာဖြစ်ပါတယ်15ရက်ကျော်လို့ရှိရင်ဒီ percentage ပို့ရမယ်ခင်ဗျာအဲဒါကိုခုန review မှာပြန်ကြည့်ပါမယ်ခင်ဗျာဒီမှာဆိုရင် confirm လုပ်လိုက်ပါဒီပူကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော် USDT ကိုကျွန်တော်ပူထဲကို deposit ထည့်လိုက်တယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီ USD star token ရမှာဖြစ်ပါတယ်ဒီမှာ amount တက်လာပါတယ် USD star token ရမှာဖြစ်ပါတယ်ဒီ token ကို wallet မှာကိန်းထားရုံနဲ့ဒီကျွန်တော် point ရမှာဖြစ်ပါတယ်ဒါဆိုရင် reward ထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ total point ကကျွန်တော်တို့1150နေပေါ့ရှိပါတယ်ဒီမှာဆိုရင်swap volume က9943ရှိပါတယ်ဒီပေါ်မှာဒါ total point ဖြစ်ပါတယ် .20% နဲ့ပါပါတယ်ဒါဆိုရင်ကြည့်ရပါတယ်ဒါဆိုရင်ပထမဆုံးဒီမှာ swap မှာဆိုရင်ပထမဆုံး5ချိန်ကိုသူက everyday မှာ5ချိန်ကိုကျွန်တော်က point ပေးပါတယ်နောက်6ချိန်မြောက်ဆိုရင် point မရတော့ပါဘူးဒီမှာအမောင်းများနဲ့ဆွဲရင်ပို့ပြီးတော့ point ရပါမယ်ဒီမှာဆိုရင်ပူထဲမှာထည့်တာကကျွန်တော်15ရက်ဆိုရင် multiply ပို့ပြီးတော့ဖြစ်သွားမယ်သူပို့ပြီးအစားပို့ရပါမယ်ဒါ refer နဲ့ရတာရှိပါတယ်ဒါဆိုရင်သူကဘယ်လိုမျိုးစီဒီမှာ season 0ရှိပါတယ် season 0 season P season ပြီးတော့ season 1ပေါ့ဗျာဒီ season တွေပြီးသွားလို့ရှိမှကျွန်တော် error ရပါမယ်ဟုတ်ဒါကြီးချူပေးတဲ့အတွက်ဒီတင်ပါတယ်ခင်ဗျာ